welcome to Sue Daily Vlogs ဒီနေ့တော့ဖူးအိမ်ရောက်တုံးလေစပင် DIY လုပ်ကြမယ်tutorial တချို့ကြည့်ပြီးသွားတဲ့အတိုင်းမဲ့ညက်နေတဲ့အချိန်ကိုယ့်ကို challenge လုပ်ထားတာအဲ့ဗီဒီယိုတွေလုံးဝပြန်မကြည့်ဘူးကိုယ့်ကိုမှတ်ထားတဲ့လောက်နဲ့လုပ်မယ်စမယ်နော် 5 4 3 2 1သွားတော့နာ ဟဲ့မဟုတ်လေဒီကနေပုတ်ဟဲ့မဟုတ်လေဒီကနေပုတ် That's not right. That's not right. ဒီမဲ့မကြည့်ဒီနားမှာလေဒီလောက်ပုံလေးတွန်းလို့ရှိရင်အရန်လောင်တာ blow dry မှာပြည့် That's not right. Hey. I know nothing about cutting. I know that's no not no no right. ငါ blow dry လုပ်ပြီးတော့ရှင်ငါနေဒီမှာပြတ် Ah, no, ကျခိုင်းတယ်လို့မျိုးပဲ။ကျခိုင်းတယ်လို့မျိုးပဲ ခဏရော Oh my god happy tears happy tears. But ဟဲ့လလလေးဖြစ်တော့ခဏလေးနော်ခဏလေးကြည့်နေလုံးဝလလလေးထွက်လာမှာ